အကောင်းဆုံးချမ်းသာရအောင်ရှာလောကလူတိုင်းဟာနေ့စဉ်နဲ့အမျှဘာကိုရှားနေကြသလဲလို့မေးရင်ချမ်းသာဒုက္ခရှားနေကြတယ်လောကလူတွေဘာတွေအတွက်လုံးနေကြသလဲဆိုရင်ချမ်းသာဒုက္ခအတွက်လုံးနေကြတယ်ဓမ္မစစ်အားဖြင့်တေးသေးချာချာစစ်စစ်ပြီးတော့ကြည့်ပဲဆိုလို့ရှိရင်လူသားတွေအလုံးရှာဖွေနေကြတာချမ်းသာဒုက္ခအတွက်ပဲတချို့ကပြောလိုက်ပဲချမ်းသာဒုက္ခရှာတာမဟုတ်ပါဘူးအလုတ်ရှာတာပါလို့ပြောကောင်းပြောလိုက်ပဲမြန်မာပြည်ကအလုတ်တယ်မကဘူးနိုင်ငံရခြားတိုင်းတစ်ပါးထွက်ပြီးတော့အလုတ်ရှာကြဟုတ်တယ်အလုတ်ကဘာအတွက်လဲဆိုရင်အလုတ်ကပိုက်ဆံအတွက်ပေါ့ဒါဖြင့်ပိုက်ဆံကဘာလို့ဖို့တော့လို့မေးလို့ရှိရင်ချမ်းချမ်းသာသာနေဖို့ပဲအမဒုက္ခဆိုတာဒီဘက်ကန်းနဲ့အလားတန်တူတယ်ဟိုဘက်ကန်းရောက်ချင်တဲ့ပုဂ္ဂိုလ်ဒီဘက်ကန်းကိုစွန့်ရတယ်ဒီဘက်ကန်းကိုမခွာပဲနဲ့ဟိုဘက်ကန်းကိုဘယ်နည်းနဲ့မှမရောက်ဘူးဒါကြောင့်မို့နိက္ခမဒုက္ခလို့ဆိုတဲ့ချမ်းသာတွေတဲကချမ်းသာတစ်ခုကိုရဖို့ရအတွက်ဘုန်းကြီးတို့တွေမလုပ်ရမိမိစိတ်ကလေးကိုအာယုံနဲ့လေ့ကျင့်ရမယ်ကဲလေ့ကျင့်ပုံလေ့ကျင့်နည်းလေးကိုမှတ်ကြရအလွယ်ဆုံးလေ့ကျင့်စရာအာယုံလေးတွေကိုယ်အနီးနားမှာရှိတယ်ကိုယ်အနီးနားမှာရှိတယ်ကတိုင်းရှုတယ်လို့ခေါ်တာပေါ့အဲ့ဒီကတိုင်းတွေက10မျိုးရှိတဲ့အထဲမှာလွယ်ကူတဲ့ကတိုင်းကလေးတွေတခုပြောရမယ်ဆိုလို့ရှိရင်အညိုရောင်ကတိုင်းနော်အညိုကိုအင်္ဂလိပ်လို blue လို့ပြန်တော့ဒီအပြာရောင်ကတိုင်းလို့လည်းဆိုနိုင်တယ်နီလပိတအဝါရောင်ကတိုင်းလောဟိတအနီရောင်ကတိုင်းဩရတအဖြူရောင်ကတိုင်းကောင်းပြီအဖြူရောင်ပေါ်မှာဘယ်လိုလေ့ကျင့်မလဲလို့ဆိုလို့ရှိရင်အဖြူရောင်ပေါ်မှာကတိုင်းရှုမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်တည်ငြိမ်မှုအားနေတာမနေတာသို့မဟုတ်အတွေးလွန်တာရှိမရှိအဲ့ဒါနဲ့ညှိပြီးတဲ့အခါကျတော့မကြီးလွန်မသေးလွန်ကတိုင်းဝန်းလေးတစ်ခုကိုဖန်တီးရမယ်ဖွေးဖြူနေတဲ့စက္ကူလေးတစ်ခုကိုဝိုင်းဆက်နေအောင်ကိုက်ပြီးတော့ကိုရှိမှာနော်စက္ကူဖြူလေးကိုအဝိုင်းလေးကိုက်ပြီးတဲ့အခါကျတော့ကိုရှိမှာအလွယ်တကူကြည့်လို့ရမယ့်နေရာလေးမှာထားရမယ်နောက်ခံကအဲ့ဒီအဖြူရောင်လေးပေါ်ပြီးတော့ထင်းလာအောင်အပြာနောက်ခံပဲဖြစ်စေအစိမ့်နောက်ခံပဲဖြစ်စေအနီနောက်ခံပဲဖြစ်စေနိုင်ခံလေးတစ်ခုထားအဲ့ဒီပေါ်မှာအဖြူဝိုင်းကလေးတင်ထားပြီးတဲ့အခါကျတော့မျက်စိဖွင့်ပြီးတော့ကိုယ်နဲ့မလန့်မကန်ရှိကလေးမှာမျက်ချထားပြီးတော့မျက်စိဖွင့်မျက်စိကိုမေးလေးလည်းမထားရဘူးပြူကြီးလည်းမထားရဘူးပကတိကြည့်တဲ့အနေထားလေးတိုင်ကိုမျက်စိအနေထားပုံမှန်လေးတိုင်ထားပြီးတော့အဲ့ဒီအဖြူရောင်လေးကိုစိုက်ကြည့်မယ်စိုက်ကြည့်ပြီးတဲ့အခါမှာကိုယ်စိတ်ထဲကနေပြီးတော့အဖြူဆိုတာလေးကိုစိတ်ထဲမှာထပ်တလဲလဲအဖြူနဲ့ကာလာလေးပေါ်မှာစိတ်ရောက်နေဖို့အမြဲတမ်းလိုတယ်ဒါအဖြူရောင်လို့စိတ်ထဲမှာမှတ်နေရမယ်ပေါ့အဲ့ဒါဩရတကတိုင်းရှုတယ်လို့ခေါ်တယ်ပေါ့နော်အဲ့လိုအဖြူနဲ့စိတ်ပြီးတော့စိုက်ပြီးတော့ကြည်နေပြီလူတိုင်းဒါလေ့ကျင့်လို့ရတာပဲမျက်စိနဲ့အာယုံနဲ့စိုက်ပြီးတော့လေ့ကျင့်တယ်တနာရီလောက်လေ့ကျင့်လိုက်မယ်သို့မဟုတ်နိုင်ဝက်လောက်လေ့ကျင့်လိုက်တယ်ဆိုလို့ရှိရင်မျက်စိထဲမှာအဲ့ဒီအဖြူဝိုင်းလေးဟာမျက်စိထဲမှာဆွဲသွားပြီဆိုလို့ရှိရင်မျက်လုံးလေးကိုမှိတ်ကြည့်လိုက်မျက်လုံးလေးကိုမှိတ်ထားလိုက်လဲဟောဒီမျက်စိထဲမှာလိုပဲစိတ်ထဲမှာအဖြူရောင်လေးကပေါ်နေတယ်စိတ်ထဲမှာပေါ်လာတဲ့အဖြူရောင်လေးကိုဥက္ကဋ္ဌနမိတ်လို့ခေါ်တယ်စိတ်ထဲကမှတ်ထားလိုက်ပြီအဲ့ဒီအဖြူရောင်လေးကိုဥက္ကဋ္ဌနမိတ်ဆိုတာစိတ်ကမှတ်ယူထားလိုက်တာခုနတုန်းကမျက်စိဖွင့်ကြည့်ပြီးတော့လေ့ကျင့်နေတာကပရိကမ္မနမိတ်လို့ခေါ်တယ်စတင်ပြီးတော့အလုံးလုံးနေတာနေတဲ့အာယုန်နမိတ်ကလေးကိုစိတ်နဲ့မှတ်နေတာမှတ်မိသွားပြီဆိုရင်ဥက္ကဋ္ဌနမိတ်လို့ခေါ်တယ်အဲ့ဒီဥက္ကဋ္ဌနမိတ်ပေါ်မှာဆက်လက်ပြီးတော့တည်ငြိမ်နဲ့ဆက်ပြီးတော့ကြိုးစားသွားမယ်ဆိုလို့ရှိရင်အဲ့ဒီအဖြူရောင်လေးဟာတာမန်အနေထားတယ်မကတော့ပဲနဲ့ဖိတ်တောက်လာတဲ့
ဖြူဆွတ်ဆွတ်အယောင်လေးအဖြစ်ပြောင်းလဲပြီးတော့လာလိမ့်မယ်စိတ်ထဲမှာအဲ့ဒီဖြူဆွတ်ဆွတ်အယောင်ကလေးပြောင်းလဲလာပြီဆိုတာနဲ့တပြိုင်နက်ဒီပုဂ္ဂိုလ်ရဲ့စိတ်တွေဟာလည်းပဲအမတန်ငြိမ်းလာပြီဒီအဖြူရောင်လေးကလွဲလို့သူ့စိတ်လေးကအဖြူရောင်လေးကနေတခြားအာယုံကိုအဖြူရောင်လေးကလွဲပြီးတခြားအာယုံကိုစိတ်ထဲမှာမရောက်တော့ဘူးစိတ်ထဲမှာဟောဒီအဖြူရောင်လေးပေါ်မှာကိုယ်စိတ်ကလေးကငြိမ်ကျသွားတယ်အဲ့ဒီဖြူဖွေးဝန်းလက်လာတဲ့ဒီအာယုံလေးဟာပฏิဘာကနမိတ်လို့ခေါ်တယ်အဲ့ဒီပฏิဘာကနမိတ်လေးပေါ်မှာဆက်လက်ပြီးတော့လေ့ကျင့်လိုက်ပြီဆိုလို့ရှိရင်ကျန်တာတွေအလုံးကိုမေ့သွားပြီးတော့သူ့စိတ်လေးဟာအဖြူရောင်လေးကနေခွာမရတော့ဘူးစိတ်ကလေးကအဖြူရောင်လေးပေါ်မှာငြိမ်ကျသွားတယ်တဏှာကြီးလုံးလုံးနေမယ်နှစ်နာရီထိုင်ရင်နှစ်နာရီလုံးလုံးစိတ်ကလေးငြိမ်နေမယ်ကဲအဲ့ဒီချမ်းသာလေးတွေတာမန်ကြည့်အောင်အခုလိုစိတ်ကလေးဟာအဖြူရောင်လေးကနေပြီးတော့အဖြူအာယုံလေးနဲ့တည်းမဲ့စိတ်ကလေးဟာငြိမ်နေပြီဆိုလို့ရှိရင်ခုနကမျက်စိနဲ့လှတာပါတာကြည့်ပြီးတော့ရတဲ့ချမ်းသာဒုက္ခဆိုတာနဲ့လည်းမတူဘူးနားကตายရတဲ့အတန်တွေကိုနားထောင်ပြီးရတဲ့ချမ်းသာဒုက္ခနဲ့လည်းမတူဘူးနှာခေါင်းကနမ်းရှူပြီးရတဲ့ချမ်းသာဒုက္ခတွေနဲ့လည်းမတူဘူးလျှာကစားတော့ပြီးရတဲ့ချမ်းသာဒုက္ခတွေနဲ့လည်းမတူဘူးခန္ဓာကိုယ်ကထိတွေ့ပြီးမှရတဲ့ချမ်းသာဒုက္ခတွေနဲ့လည်းမတူဘူးတဲ့အဗတန်ငြိမ်းချမ်းတဲ့ဟောဒီအာယုံကတိုင်းနမိတ်ကလေးပေါ်မှာတမာတိစွမ်းအားလေးတွေတည်ငြိမ်ပြီးတော့ကြာလာလိမ့်မယ်အဲ့လိုကြာလာတဲ့အခါမှာလူစိတ်မှာဘာဖြစ်နေလဲဆိုရင်ကိုယ်စိတ်ထဲမှာပြောရမယ်ဆိုရင်ထမင်းမိတ်ဟင်းမိတ်ပေါ့အဲ့ဒီချိန်နော်ဒီအဖြူအာယုံလေးကိုစိတ်ကလေးတွေးတောနေတဲ့တဘာဝတရားလေးရဲ့ထိုအဖြူအာယုံလေးပေါ်မှာစိတ်ကူးနေတဲ့တဘာဝတရားလေးရဲ့ထိုအဖြူအာယုံလေးပေါ်မှာကျင့်တတ်နှစ်ချိုက်နေတဲ့ပီတိကလေးရဲ့စိတ်ထဲမှာအမတန်မှငြိမ်းချမ်းနေတဲ့ဒုက္ခလေးရဲ့တည်ငြိမ်နေတဲ့တမာတိလေးရဲ့ဟောဒီ၅မျိုးပဲရှိတယ်အဲ့ချိန်အဲ့ဒီ၅မျိုးဟာစုပေါင်းပြီးတော့စွမ်းဆောင်လိုက်ပြီးဆိုလိုက်တာနဲ့တပြိုင်နက်ဒါကိုပြောတာဇံလို့ဆိုတာအဲ့ဒါကိုခေါ်တယ်ဇာနာဆိုတာရဲ့အဓိပ္ပာယ်ကလူတွေကဇံဆိုလို့ရှိရင်ကောင်းကင်ပြန်တယ်လို့အောင်းမေးနေတာမဟုတ်ဘူးဒီအဖြူရောင်လေးပေါ်မှာစိတ်ကစိုက်ပြီးတော့ရှုမှတ်နေတာလေးကိုဒါဇံလို့ခေါ်တယ်စိတ်ကလေးကတခြားရောက်မသွားတော့ဘူးခွာလို့မရတော့ဘူးဒီအဖြူရောင်လေးပေါ်မှာအလုံးလုံးနေတယ်အလုံးလုံးတဲ့သဘောလေးတွေကဘာလို့စိတ်ကလေးနဲ့အာယုံနဲ့တွေးပေးနေတာရယ်စိတ်ကလေးကဒီအာယုံပေါ်မှာတွေးကြံစီနေတာရယ်ဒီအာယုံလေးနဲ့နှစ်ချိုက်နေတာရယ်ကျဉ်တ်နေတာရယ်တည်ငြိမ်နေတာရယ်ဒီသဘာဝ၅မျိုးပဲအဲ့ဒီချိန်မှာဖြစ်တယ်အဲ့ဒီသဘာဝ၅မျိုးရင့်တန်လာတာကိုတပြိုင်နက်လုံနေတာကိုဒါဇာနာလို့ခေါ်တယ်ဇာနာကဲအဲ့ဒီဇာနာဆိုတဲ့အဆင့်ရောက်လာတဲ့အခါမှာဘာတွေကင်းသွားတော့ဆိုလို့ရှိရင်မြတ်စွာဘုရားကဟောထားတယ်ဝိဝိစေဝကာမေဟိဝိဝိစအကုတလေဟိစိတ်ကလေးအဲ့ဒီအဖြူရောင်အာယုံလေးပေါ်မှာထားနိုင်ပြီဆိုလို့ရှိရင်တဲ့ခုနကပြောတဲ့ကာမတုခပေါ်မှာကျဉ်းနေတဲ့အတွေးတွေတခုမှမရှိတော့ကာမအာယုံပတာရ၅ယုတ်အာရ၅မျိုးနဲ့ထိတွေ့ပြီးခံစားရတဲ့ကာမအတွေးတွေတခုမှမရှိတော့ဘူးခံစားခြင်းတဲ့စိတ်တွေတခုမှမရှိတော့ဘူးအဲ့ဒီအချိန်ချုပ်ငြိမ်းသွားဝိဝိစအကုတလေဟိတံမိကျန်တဲ့အကုသိုလ်တရားတွေလည်းအဲ့ဒီအချိန်မှာငြိမ်းကြသွားစိတ်ထဲမှာပူပန်တာတို့တောကဖြစ်တာတို့ဘာတစ်ခုမှမရှိတော့ငြိမ်းသွားပြီးတော့ဘာဖြစ်လဲဝိဝေကသသဝိတကံသဝိစာရအတွေးလေးနဲ့စိတ်ကူးမှုလေးဟောဒီအာယုံလေးပေါ်မှာတွေးနေတာရဲ့စိတ်ကူးနေတာရဲ့ဒီနှစ်ခုသဝိတကံသဝိစာရဝိဝေကဇံပိတိဒုက္ခံကာမဂုဏ်အာယုန်နေငြိမ်ချသွားလို့ဖြစ်ပေါ်လာတဲ့တမာတိချမ်းသာလေးဝိဝေကစပိတိဒုက္ခကျဉ်တ်နေတာရဲ့နှစ်ချိုက်နေတာရဲ့အဲ့ဒီသဘာဝလေးနှစ်ခုဖြစ်ပြီးတော့စိတ်ကလေးဟာဒီအာယုန်လေးနဲ့ပျော်မွေ့ပြီးတော့ချမ်းသာနေတဲ့ချမ်းသာကိုပထမဇန်ချမ်းသာလို့ခေါ်ပါတယ်အဲ့ဒီပထမဇန်ချမ်းသာဒီခုနကကာမချမ်းသာနဲ့စာလိုက်ရင်အလွန်မြင့်မားတဲ့ချမ်းသာတစ်ခုဖြစ်သွားတယ်ဒီချမ်းသာဒုက္ခကခုနကဆိုပါစို့တခြင်းနားထောင်မယ်ဘယ်နှနာရီနားထောင်လို့ရမျက်စိကကိုကြည့်ကျင်တာတွေကြည့်တယ်ဘယ်နှနာရီကြည့်နိုင်လဲအကန့်အသတ်တွေရှိလျှာကကောင်းတာတွေစားတယ်ဘယ်နှခါစားနိုင်မလဲနော်တနေ့ကုန်မစားနိုင်ဘူးဤလာတယ်
ဘယ်အရာပဲဖြစ်ဖြစ်တာမန်ကာမချမ်းသာတွေဟာစားပြီးလို့ရှိရင်ဝါလာလို့ရှိရင်မကောင်းတော့တာကြီးပဲအကုန်လုံးနေ့စဉ်နဲ့မြဝက်သားကြိုက်တဲ့လူဝက်သားကြီးချက်ကျွေးကြည့်နောက်ဝက်တောင်ကြည့်ကြမှာမဟုတ်တော့နော်အဲ့ဒီကြတော့ကြည့်လေအနောက်နိုင်ငံရောက်နေတဲ့ဗမာလူမျိုးတွေဘာတန်းတာရများအောင်းမေးနေလို့ချင်မောင်ဟင်းဟုတ်လားသူတို့စီမှာမရှိတော့ချင်မောင်ရွက်ကလေးပါလေးများရှိရင်ပေးစမ်းပါဆိုတာတော့ကာမဂုဏ်အာယုံချမ်းသာဆိုတာအဲ့ဒါမျိုးတွေပဲကြာလို့ရှိရင်ဤလာတာဟောခုနကပြောရတဲ့ဇန်ချမ်းသာကတော့ဘယ်တော့မှဤသွားတာမရှိဘူးတဲ့တင့်တိမ်အာရမှုဆိုတာမရှိဘူးချမ်းသာဒုက္ခရနိုင်တယ်တခါတုန်းကဒီချမ်းသာဒုက္ခကိုနားမလည်ဘူးဆိုလို့ရှိရင်နော်ကာမချမ်းသာကိုအကောင်းဆုံးလို့ခေါ်ကာမဒုက္ခကိုအကောင်းဆုံးလို့ထင်ကြတယ်တခါတုန်းကနိခန္ဓာတွေဒီကနေ့ခေတ်အိန္ဒိယနိုင်ငံမှာဂျိန်းလို့ခေါ်တယ်ဂျိန်းဘုန်းကြီးတွေဒီကနေ့ခေတ်မှာလည်းရှိတာသူတို့က naked အဲ့ဒီဂျိန်းဘုန်းကြီးတွေနဲ့မြတ်စွာဘုရားနဲ့တွေ့ဆုံပြီးတော့စကားပြောကြအဲ့ဒါလို့စကားပြောတဲ့အခါမှာဂျိန်းဘုန်းကြီးတွေကသူတို့ကပင်ပန်းနဲ့ခက်ခက်ရင်အကျင့်တွေကျင့်မှချမ်းသာကိုရတယ်လို့သူတို့ကယူဆတယ်သူတို့ပြောတဲ့စကားလေးကဒုက္ခတနန္တရံဒုက္ခချမ်းသာဆိုတာတဲ့ဒုက္ခနဲ့ရင်းမှရတယ် no pain no gain ဆိုတာမျိုးပေါ့နော် no pain no gain အနာခံမှအသာဆန်ရတယ်ဆိုတဲ့ပေါ့ဒုက္ခခံမှချမ်းသာကိုရနိုင်တယ်လို့ဒီလိုပြောပြီးတော့မြတ်စွာဘုရားကိုသူတို့ကဘယ်လိုပြောတော့ဆိုအရှင်ဂေါတမနဲ့ဗိမိသာရမင်းကြီးနဲ့နှိုင်းရှင်ကြည့်ရင်ဗိမိသာရမင်းကြီးကအရှင်ဂေါတမနဲ့ပိုချမ်းသာတယ်တဲ့သူတို့ကအဲ့လိုပြောမြတ်စွာဘုရားရတဲ့ချမ်းသာနဲ့ဗိမိသာရမင်းကြီးရဲ့ချမ်းသာကပိုချမ်းသာတယ်ပေါ့ဆိုတော့မြတ်စွာဘုရားကအေးမင်းတို့ဒီစကားအမှတ်တမဲ့ပြောလိုက်တာနဲ့တူတယ်ငါမေးမယ်တဲ့ဗိမိသာရမင်းကြီးဟာတဲ့မလုံမရှက်နဲ့သူ9ရက်တိတိတနေရာထဲမှာထိုင်းနေနိုင်လားတဲ့လုံးဝမရွှေ့မပြောင်းမလုံမလက်နဲ့တနေရာထဲမှာသူထိုင်းနေနိုင်လားဆိုမနေနိုင်ဘူး9ရက်မပြောနဲ့နော်9ရက်မပြောနဲ့9နာရီတောင်မထိုင်နိုင်ဘူး9နာရီမပြောနဲ့9မိနစ်တောင်ခက်ခဲမလုံမရှက်ထိုင်းနေဘူးဆိုတာမြတ်စွာဘုရားကပြောတယ်အေးငါကတမာရီစွမ်းအားနဲ့မလုံမရှက်9ရက်လဲထိုင်နိုင်တယ်ဒီတယ်လဲပို့ပြီးတော့ထိုင်နိုင်တယ်လုံးဝလှုပ်ရှားမှုမပြုဘဲနဲ့အဲ့တော့ဘယ်သူကပို့ချမ်းသာတာလဲနော်မြတ်စွာဘုရားရဲ့ချမ်းသာမှုကဆင်းရဲဒုက္ခမလာလို့ထိုင်လို့ရတာပေါ့ဆင်းရဲဒုက္ခလုံးဝမလာဘူးကာယိကဒုက္ခညောင်းတာညာတာကြိုက်တာခဲတာဆိုတာလုံးဝမရှိစေတသိက်ကဒုက္ခစိတ်ထဲကစိတ်မပါလို့ပြင်းရညင်းငွေလာတာမျိုးဆိုတာမရှိကာမချမ်းသာဆိုတာပြင်းရညင်းငွေလာတတ်တယ်ပြင်းရညင်းငွေမှုတွေရှိတယ်ဟောအခုပြောတဲ့နိက္ခမ္မဒုက္ခလေ့ကျင့်ပြီးတော့ရယူလိုက်ပြီဆိုရင်ပြင်းရညင်းငွေသွားတာဘယ်တော့မှမရှိဘူးဒါကြောင့်မို့ပထမဇန်ချမ်းသာကိုဝိဝေကသပိတိဒုက္ခတဲ့ကာမဂုဏ်အာယုန်တွေစိတ်ငြိမ်သွားသည့်အတွက်ကြောင့်ကာမဂုဏ်အာယုန်တွေကိုစွန့်လွတ်လိုက်လို့ရရှိလာတဲ့ချမ်းသာဒုက္ခမျိုးပါဒီလိုပြောတာနော်အဲ့ဒီချမ်းသာဒုက္ခကကာမဒုက္ခတဲ့အစပေါင်းများစွာမြတ်တယ်ဒါဖြင့်ဘုန်းကြီးတို့တွေကထင်ကောင်းထင်လိုက်ပဲဒီပထမဇန်ချမ်းသာဆိုတာအကောင်းဆုံးပဲလို့ဒီလိုထင်ကောင်းထင်လိုက်မဟုတ်သေးဘူးတဲ့သူ့ရဲ့ကောင်းတာရှိသေးတယ်